ခွာရီယိုလာနဲ့အာတေတာနားလိုက်တော့မိုက်ကယ်ကားရီရှိနေပြီအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Division 3 Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရီးမီယာလိရဲ့အကောင်းဆုံးနည်းပြဆိုရင်ရေနံလောင်ပြီးသူကောင်းဖြစ်နေတဲ့ဆရာဘက်လားအောင်မင်္ဂလာကစားကွက်နဲ့အလုပ်ဖြစ်နေတဲ့တပည့်ကျော်အာတေတာလားဆိုတာလူတိုင်းတွေ့မိကြမှာပါဒါပေမဲ့အားလုံးတည်ထားရမှာကဒီနှစ်ယောက်ထက်ပိုကောင်းပြီးနှစ်ယောက်လုံးကိုအနိုင်ယူထားတဲ့နည်းပြတစ်ယောက်လည်းရှိနေပါသေးတယ်မိုက်ကယ်ကားရီဟာပရီးမီယာလိကိုရောက်ရှိလာပြီးမန်ချက်စတာယူနိုက်တက်နည်းပြအဖြစ်ဇန်နဝါရီကမှစတင်တာဝန်ယူခဲ့တာပါဒါပေမဲ့ကားရီဟာဒီလေးလအတွင်းပရီးမီယာလိ15ပွဲကနေပြန်မြောက်တဲ့ဆွဲရင်ကိုပြသနေပြီးဂွာရီယိုလာအာတီတာတို့နဲ့အတူတရားသည့်အကောင်းဆုံးနည်းပြစကားတဲ့စီးရင်မှာပါဝင်လာပါတယ်ဒီတစ်ပတ်မှာပရီးမီယာလိကတရားသည့်လုံးထိပ်တန်းဆွဲရည်ပြသနိုင်ခဲ့ကြတဲ့ဒီတိကျစကားတဲ့နည်းပြ6ယောက်ရဲ့နာမည်ကိုဖော်ပြလာပါတယ်အားလုံးမျှော်လင့်ထားကြတဲ့အတိုင်းအာနီစလော့ကတော့ရောင်လို့တော့ပါဝင်လာခြင်းမရှိသလိုကိုအီဗီနီဂျီအိုနိုင်းအမရီလည်းမပါဝင်ပါဘူးအဲ့ဒီအစားနောက်ပေါက်နီးပြကားရီကမိမ့်ကြီးပါလာနေပါတယ်ကားရီရဲ့အိုထဖိုအစကီဟာလည်းကောင်းမွန်တာထက်ကိုပိုနေပြီးလီရဲ့အကောင်းဆုံးအသင်းအဖြစ်မန်ယူနိုက်တက်ကိုပုံပြောင်းပေးနိုင်ခဲ့ပါတယ်ကားရီဟာဇယားလေမှာမျက်စိတငယ်နားတငယ်ဖြစ်နေတဲ့အသင်းကိုအဆင့်3နေရာအထိဆွဲတင်ပေးခဲ့ပြီးချန်ပီယံလိဝင်ငွေကိုတေချာစေခဲ့ပါတယ်ကားရီဟာပရီးမီယာလိကြီးရဲ့ကြီး6ကြီးအပြင်ဖီလာကိုပါအပိုဆောင်ပေါင်းထက်ရင်ပြိုင်ဘက်တိုင်းကိုအနိုင်ယူလို့သူ့ရဲ့အရေးအသွေးကိုမှတ်ကြောက်တင်ပြခဲ့ပါတယ်ကားရီကသူ့လက်ထက်မှာရရှိနိုင်တဲ့45မှတ်ကနေ33မှတ်အထိရယူစုဆောင်ပေးနိုင်ခဲ့ပါတယ်စုစကားတင်စရင်ဝင်နေကြသူတွေကလည်းဒိတ်ဒိတ်ကျဲတွေကြီးပါပဲဘရန်ဖို့နီပြကိတ်အန်ဒရူကတော့အိမ်ဖြစ်ယုံဖြစ်ပြီးဆနာလန်လေးပြရီဂစ်လီဗရက်ကတော့ထိတ်တန်းကြံရည်ခဲ့တာကြောင့်ပါဝင်လာတာပါအမှန်တကယ်ချီးကျူးရမှာကဖုံမောက်နဲ့ဥရောပဝင်ခွင့်အတွက်တိုက်ပွဲဝင်နေတဲ့အန်တိုနီအီရာအိုလာဖြစ်ပါတယ်အာတီတာနဲ့ခွာရီယိုလာတို့ကတော့စုတော်ရသွားနိုင်လောက်တဲ့နည်းပြတွေဖြစ်ပြီးကားရီနဲ့အမှန်တကယ်ရှင်းပြိုင်ကြရမယ့်သူတွေလည်းဖြစ်နေပါတယ်တကယ်လို့မိုက်ကယ်ကားရီစတင်ရောက်ရှိခဲ့တဲ့ဇန်နဝါရီလလယ်ကနေစတင်ပြီးအမှတ်ပေးစရာဆွဲကြည့်မယ်ဆိုရင်ယူနိုက်တက်က15ပွဲမှာ10ပွဲနိုင်3ပွဲတရေ2ပွဲတည်းရှုံးပြီးဇယားထိပ်ကနေဦးဆောင်နေမှသိကြပါတယ်ဘာဖြစ်ဖြစ်ဒီစုကိုပရိသတ်တဝက်ဒိုင်လိုကြီးတွေကတဝက်ရွေးချယ်ပေးသွားမှာဖြစ်ပြီးမေလ18ရက်နေ့အထိပရိသတ်တွေကမဲပေးခွင့်ရှိကြောင်းလည်းတခါတည်းကြေညာသွားပါတယ်မိုက်ကယ်ကားရီရဲ့လှုပ်ဆောင်ချက်တွေကကောင်းပေမဲ့ဒိုင်လိုကြီးတွေရဲ့မျက်နှာသာပေးခြင်းကိုတော့သိပြီးမရတော့ပါဘူးယူနိုက်တက်ရလက်ကောင်းရခြင်းမှာတပတ်တပွဲပဲကန်ရတာကိုထည့်စဉ်းစားကြမှာဖြစ်ပါတယ်အဖြစ်နိုင်ဆုံးကတော့အကောင်းဆုံးနည်းပြစု9ကျင်းရထားတဲ့ဂွာရီယိုလာဖြစ်ပြီးဖာဂူဆန်ရဲ့10ကျင်းရထားတဲ့စံချိန်ကိုနောက်တလန်းအမီလိုက်သွားနိုင်ပါတယ်ဆိုင်ကောလိုခြုံပေါ်ရောက်ပြီးစင်မြန်ကြီးချန်ပီယံဖြစ်ရင်တော့အာဒေတာလည်းစိတ်ကူးရင်ခွေလေးရှိလာမှာဖြစ်ပါတယ်မိုက်ကယ်ကားရီအတွက်ဆူရရမရရဒီလောက်နေကိုအတော်လုံလောက်နေပါပြီယူနိုက်တက်ကလည်းကားရီကိုနောက်ရသည်မှာအမြဲတမ်းနည်းပြခန့်အပ်သွားဖို့ပြင်ဆင်နေပြီးမို့နောက်ရသည်ယူနိုက်တက်နဲ့အတူဖလားယူပြီးမှအကောင်းဆုံးနည်းပြစုရယူသွားနိုင်ပါတယ်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်